ဒီပုံစံအတိုင်းအိမ်မှာခေါက်ဆွဲပြုစားကြည့်ကြပါလွယ်ရဲမြင်စားလို့ရတာရှိတယ်ရှင်လေးတင်ရမယ်ဒီနေ့ဆိုပြီးဆိုရင်တော့ဝတ်သားလုံးနဲ့ငါအသားပြားလေးထည့်ပါမယ်တခုချင်းစီကိုဒီမှာတော့ထည့်ထားပါတယ်ကုန်းလုံးရှိုးထည့်တယ်လို့မရှိပါဘူးနော်ပြီးတော့ရင်တော့ငါအသားလုံးလေးနဲ့ပွက်လာလို့ဆိုရင်ကျတော့အနေနဲ့ထည့်ပါမယ်အဲ့အရာတော့ကျတော့ဘာအရင်အစီအစီပါတယ်ပြီးတော့လည်းပြန်တည်ထားလိုက်ပါမယ်နော်ပြန်တည်ထားလိုက်ပြီးတော့ထည့်ထားရပွက်လာပြီဆိုရင်တော့ဆက်သွားပါလေဆိုရင်ကိုပီထည့်ပါမယ်ကိုပီကတော့တဘာဝအချုံတွေပဲဖြစ်ပါတယ်ကိုပီရှိတဲ့တွေရတယ်မထည့်လေမဖြစ်ဘူးနော်ပြီးရင်တော့ကျုပ်ခေါက်ဆွဲဒီမှာတော့ကျုပ်ခေါက်ဆွဲသုံးပါပါတယ်ကျုပ်ခေါက်ဆွဲကညဉ့်ညံ့ပြီးတော့ဤရပေါ့နော်ချရရတယ်အကြောင်းဆိုတော့ကျုပ်ခေါက်ဆွဲနဲ့သုံးထားပါတယ်ပြီးတော့ရင်တော့အရွယ်လဲစားကြတာမလို့ပုံလေးရကိုထည့်ပါမယ်အနေအရသာတော့ဆိုရင်တော့တရုတ်နဲ့အနေငယ်ထည့်ပါမယ်ပေါ့နော်ဆိုရင်တော့ကိုယ့်ရဲ့လူချင်းတဲ့ပုံစံပုံတင်ပြီးတော့အရသာတွေထပ်ထည့်ပြီးတော့ဒါလေးကိုအေးအေးလေးမှာခေါက်ဆွဲပြုတ်လေးတစ်ပတ်ကိုအိမ်မှာမိသားစုနဲ့ဖြစ်ကြောက်တဲ့သုံးဆောင်ရပါပြီ